လေဝေးလုံထန်းတော်မှာထိုင်းရည်သွားတော့ပြီးအပြန်ဒီတစ်ခေါက်ပဲဆိုင်နေမှာဝင်စားပြစ်ခဲ့လဲဆိုတော့လက်ကြည့်ကြရအောင်အရင်တစ်ခေါက်ကအမေလေဝေးမျိုးဖြစ်ရင်းနဲ့စားခဲ့တဲ့ဆိုင်3ဆိုင်ရှိတယ်အဲ့ဆိုင်3ဆိုင်လုံးကိုအပြန်စားခြင်းလို့ဒီတစ်ခေါက်ပြန်ပြီးဝင်ဖြစ်ခဲ့တယ်ပေါ့နော်ပထမဆုံးပြမယ့်ဆိုင်လေးကတော့ဒီတစ်ခါလေးပြပြီးသားဖြစ်တဲ့ကျွန်တော်အကျော်ဆိုင်လေးပေါ့နော်အဲ့ဆိုင်လေးကလေဝေးမျိုး point ဒီမပပလင်းအတုပ်ဆိုင်ရဲ့အနောက်ထဲမှာရှိတယ်ဒီကျော်ဆိုင်လေးကညနေဘက်မှာဖွင့်ပြီးတော့အမေကသူ့ဆိုင်ရကြိုက်တဲ့အကျော်ဆိုလို့ရှိရင်အဓိက2မျိုးပါအဲ့ဒါပါလဲဆိုလို့ရှိရင်အာလူးကျော်ရဲ့နောက်ပြီးကြလို့ရှိရင်ကျွန်တော်မုံလက်ကောက်ပေါ့နော်မုံလက်ကောက်ကိုရင်အကြီးတွေနောက်ပြီးကြလို့ရှိရင်ကျွန်တော်ထန်းရဲကြီးပေါ့နော်အဲ့ဟာလည်းတော်တော်လေးကောင်းတယ်အမေကတော့မုံလက်ကောက်ကိုဒီအလွတ်ပေါ့နော်ထန်းရဲကြီးမဆန်းထားရအောင်စားတာကြိုက်တယ်နောက်ပြီးကြလို့ရှိရင်သူ့ဆိုင်ကအာလူးပေါ့နော်ကျွန်တော်အာလူးကတ်လို့ပုံစံမျိုးလေအဲ့ဒါလည်းတော်တော်လေးကောင်းတယ်တခြားကျော်ကြီးလည်းကောင်းတယ်ဆိုပေမဲ့အမေကအာလူးကျော်ပို့ကြိုက်တယ်နောက်ထပ်ဆိုင်တစ်လေးကတော့လေဝမျိုးတွေပတ်ရင်းနဲ့တွေ့ခဲ့တဲ့နာမည်ထူးထူးဆန်းဆန်းလေးနဲ့ဆိုင်နာမည်လေးကဇိုင်းဝါသူဆိုလိုတာကကချင်နာမည်လေးပေါ့နော်ဒီဆိုင်လေးမှာကျတော့အဓိကကတော့အမာလာပိုင်းကိုပို့ပြီးရတယ်ပေါ့နော်အဲ့မှာဆိုလို့ရှိရင်အမဲဥချမ်းအချင်းဆက်3နောက်ပြီးလို့ရှိရင်ကြက်ရှည်တောင်မာလာ3နောက်ပြီးလို့ရှိရင်ကြက်တောင်မာလာ3ပေါ့နော်အဲ့ဒီဟာလေးပို့ရတယ်နောက်ပြီးလို့ရှိရင်စီချက်ခောက်ဆွဲပြီးကြလို့ရှိရင်အာဘူရှာဘူဒါမျိုးလေးရတယ်ပေါ့နော်အဘင်းအတွက်ဆိုလို့ရှိရင်တော့သူ့ဆိုင်မှာရှိတဲ့စီချက်ခောက်ဆွဲတို့အာဘူရှာဘူတို့လည်းဆိုလို့ရှိရင်ဒီအတုပ်ကလေးတွေကိုပို့ပြီးသဘောကျတယ်သူ့ရဲ့အတုပ်ကမာလာကလေတိတိမိမိလေးနဲ့ကချင်ဘက်ကပုံစံလေးဆိုတော့အမင်းတို့ကတော့ပို့ကြိုက်တယ်တောင်မကျော်တုပ်ရဲ့နောက်ပြီးကြလို့ရှိရင်ဒီကြက်ရှည်တောင်မာလာ3ပေါ့နော်အဲ့နှမျိုးကလည်းတော်တော်လေးကောင်းတယ်လို့အမဲဥချမ်းချင်းဆက်တုပ်ကလေးလည်းမြည်ကြည့်တဲ့ item တွေမှာပါတယ်အရန်ကြီးလေးတဲ့ထဲမှာပါတဲ့အတွက်အဲ့ဒါတကူလို့သတိပြုစေချင်တယ်သူဆိုင်မှာရတဲ့အာဘူရှာဘူကလေသူကဒီဘက်နယ်ကြောမှာချက်တဲ့ပုံစံမျိုးပေါ့နော်အာဘူရှာဘူရဲ့ကိုကျွန်းနေမို့လို့ထည့်ချက်ထားတာဆိုတော့အမင်းတို့တက်ကတော့နည်းနည်းလေးတော့ထူးဆန်းနေတယ်လို့ခံစားရတယ်ဒါပေမဲ့ဒီဘက်နယ်ကြောမှာတော့ဒီပုံစံလေးချက်တယ်ဆိုတော့ဆိုရင်တော့ဒါတော်တော်များကြိုက်ကြပုံစံလို့တော့ထင်မိပါတယ်ဆိုင်လေးကလေဖွင့်ထားတဲ့တိတ်မကြသေးဘူးဆိုတော့ဒီဘက်ဆိုင်မှာတော်တော်များများရတာတော့ကျွန်တော်ပေါ့ပေါ့ပါစားလို့ရအစားအစာတွေပေါ့နော်အာဘူရှာဘူအုံနုခော့ဆိုလက်ဖက်တော့နောက်ပြီးလို့ရှင်မလာအဆက်တော့မလာအထုံတုတ်တွေပေါ့နော်အဲ့ဟာမျိုးတွေပို့ပြီးရောင်းတော့သတိထားမိတယ်နောက်ပြီးလို့ရှင်ဆိုင်လေးကမနေ့9ရက်နေစိုက်ဖွင့်တယ်လို့သိရတယ်အဓိကအကြောင်းကြီးတွေမှာဖွင့်တဲ့နေရာပေါ့ဒီဆိုင်လေးရဲ့ဒီနေရာကတော့ကျွန်တော်တို့လေဝေးမျိုးအထက်ကတစ်ကြောင်းရဲ့ရှေ့မျက်နှာချင်းဆိုင်မှာတရှိပါတယ်ခင်ဗျနောက်ထပ်ပြန်ပြီးတော့သွားစားပြတဲ့ဆိုင်လေးကတော့လေဝေးမီးပွင့်နားမှာဖွင့်ထားတယ်မပပလေးအတုပ်ဆုံဆိုင်လေးဖြစ်ပါတယ်မပပလေးအတုပ်ဆုံကတော့ညနေပိုင်းမှာဖွင့်တဲ့ဆိုင်လေးပေါ့နော်သူဆိုင်ကတော့ဆိုင်သေးလေးဒါပေမဲ့သူ့ရဲ့ပြိတ္တနဲ့သူရှိတယ်အဓိကတော့ admin ကမပပလေးအတုပ်ဆုံရဲ့ပြင်းနဲ့ထိထိမိဖြစ်တဲ့အရာတော်ကြိုက်တယ်တော်တော်များများသိကြတဲ့အတိုင်းပေါ့နော်မပပလင်းအတုပ်ဆုံဆိုင်ကညနေပိုင်းဆိုလူရမ်းများတယ်နောက်ပြီးကြလို့ရှိရင်သူ့လက်နဲ့သူပဲပေးတယ်ပြီးကြလို့ရှိရင်မပပလင်းအတုပ်ဆုံဆိုင်ကသတိထားမိတာလေသူကလည်းစိန်ပြေးနေပြေးတုတ်တယ်ဆိုတော့နည်းနည်းလေးတော့စိတ်ရှည်ရှည်နဲ့သတိထားပြီးစောင့်ဖို့တော့လိုတယ်ဒါပေမဲ့ပြန်ရတဲ့အခါမှာသူ့အတုပ်ရဲ့အရာတော်အမြဲတမ်းကြိုက်တဲ့ favorite ရတာပဲ Okay vlog ဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ Bye bye and see you in the next vlog